ဇိုလာပြည့်နေ့လေးဖြစ်ပါတယ်ဒီဝါဇိုလာပြည့်နေ့လေးမှာကျမတို့အလူအိမ်သွားစားမှာကို vlog လေးနဲ့မှတ်တမ်းနေတာဖြစ်ပါတယ်လိုက်ခဲ့ကြနော်လမ်းမှာတော့အုံစင်းကြီးရောက်နေအုံကြီးတွေလည်းအများကြီးတွေ့ပါတယ်လမ်းမှာအလူအိမ်အတွက်လက်ဆောင်တွေပဲလာတယ်ဝင်ကြရှိရည်လေးဝယ်ပြီးဆိုတော့ကျမတို့အိမ်ကိုဆက်သွားပါမယ်ကျမတို့အခုရှေ့တကုံရောက်ပါပြီလူအိမ်ရောက်ပါတော့မယ်ကျမတို့အလူအိမ်မှာဘာအင်းနဲ့ဘယ်လိုစားကြမလဲဆိုတာကိုကြည့်လိုက်ကြပါဦးနော်ချစ်တို့ရေစားကြအောင်တော့ကတော့ဒီနေ့အတူမလာစားလိုက်တယ်အပီနဲ့ share ပဲမနေ့ကဘာမှစားမလာဘူးမျိုးအပီနဲ့စားဘာမှမလိုက်ဘူးဘာကောင်းလားပြန်มาတော့ကျမတို့တောင်းကလာကနာမည်ကြီးသုံးဆိုင်ညာလန်းထိတ်အတုပ်ဆိုင်ကဝင်ရတယ်ဝင်းစင်တာလုံးပုံမှန်လဲဟုတ်တယ်ခင်ဗျာဒီပုံလေးပြပါဦးဘယ်ကချက်သားမိကအဆက်ကြတာလေးဆိုင်ရဲ့ဟုတ်ရဲ့ဒါလေးကဲ list လေးပြရဟုတ်ကဲ့ရပါပြီကျေးဇူးပါဒီနေ့ vlog လေးကတော့လောက်ပါပဲနောက် vlog တွေမှာလည်းပြန်တွေ့ကြမယ်နော်